Okay အားလုံးပဲမင်္ဂလာပါကျွန်မကတော့ PB Finish ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မအရန်ကိုဝမ်းတာနေပါတယ်ဘာလို့လဲဆိုတော့ဒီကျွန်မတို့မြန်မာပြည် music industry မှာကျွန်မအရန်သဘောကျရတယ်အရန်လေးစားရတယ်အရန်အလုပ်လုပ်ဖို့ပေါ့နော်အရန်စောင့်နေရတယ်ကို Little Z တယောက်ကတော့ကျွန်မနဲ့ဒီ podcast လုပ်ဖို့ရောက်ရှိနေဖြစ်ပါတယ် everybody give it up for Little Z yeah Can you seeတကယ်တော့ကျွန်တော်ကိုကျွန်တော် diss တာမဟုတ်ဘူးဗျာကျွန်တော်ကိုပြောတဲ့စကားသံတွေကိုကျွန်တော်ကကြားတယ်သိတယ်ဆိုတဲ့ဟာကိုကျွန်တော်ကဒါကိုပြန်ပြောပြဗျာပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြောချင်တာကလည်းမင်းတို့ငါ့ကိုမြင်နိုင်လို့လားဒါပဲဗျာကျွန်တော်ပြန်ပြောချင်တာဒါပဲအဲ့လောက်ဆိုလုံလောက်တယ်ဗျာဟုတ်တယ်မှန်တယ်ကျွန်တော်ဘာမှပြန်ပြီးတော့ဒီဟာကြီးကိုအဲ့လိုအရင်ရှင်းပြနေတာမလို့အဲ့နှခွန်းနဲ့ပြီးသွားဟုတ်တယ်အဲ့နှခွန်းပဲကျွန်တော်ပြောပြ see me your expectation my reality ဒါပဲပြီးပြီအပြည့်စုံဆုံးပဲဟုတ်တယ်အဲ့ကျွန်မပြောနေဟုတ်တယ်လေခါကျရင်ရှင်းနေတခွန်းဆိုမပြီးတော့တကယ်သူတို့လည်းဘယ်တော့မှမြင်နိုင်မှာမဟုတ်ဗျာမြင်နိုင်မှာမဟုတ်ဘူးဆိုတော့ဘယ်တော့မှတော့မဟုတ်ဗျာအချိန်တကူရောက်ရင်တော့မြင်လာနိုင်လိမ့်မယ်လို့ထင်တယ်အခုဒီနိုင်ငံမှာဘယ်သူတွေအားရလဲ inspire ဖြစ်တာဖြစ်အဲ့လိုလေးပေါ့သဘောကျတယ်အဲ့သဘောကျတယ်ပေါ့ inspire ဆိုတာသဘောကျတယ်အဲ့လိုမျိုးရှိတာ PB Finish ပေါ့ကိုစီရဲ့အဲ့ပေါ်လာကိုကြိုက်တာဆိုတာအဲ့ energy အကုန်အပြည့်အမှန်ကျွန်တော်တော့ဘာလဲလူလေးကြိုက်တယ်အားကလည်းလူနဲ့ကတယောက်တည်းဖြစ်နေတာကိုကျွန်မကြိုက်တာအဲ့ပေါ်လာအကုန်ပဲလေကြိုက်တယ်အကုန်လုံးမူတန်ထုံးအကုန်လုံးအမှန်ဆိုကျွန်မကြိုက်တာပါလဲမဆိုလေး use လိုက်ပြီးရဲ့ဒီလိုခွေးကိုလည်းကျေးဇူးပါဒါလည်းဆက်လုံးတိုင်းတာတစ်ခုတည်းပေါ့နော်ကျွန်တော်သတ်မှတ်ထားတဲ့အချိန်တစ်ခုတော့ရှိတယ်အဲ့အချိန်ကုန်သွားရင်ပြန်သွားစီမှာသူကဟိုဘာလဲ comedian လုပ်တင်တယ်